ဒီလိုမျိုးဂျုံဘူးကြမှာပါတယောက်ယောက်ကကိုစကားလည်းမပြောဘူးမျက်နှာကလည်းစူးပုတ်နေတော့အဲ့ဒီခါကျရင်ဘယ်လိုခံစားရလဲအဲ့ဒါကသူတို့ဒီကိုင်းစိတ်မကြည်တာပဲလားဒါမှမဟုတ်အဲ့ဒီတိတ်စိတ်မှုရဲ့နောက်ွယ်မှာတခုခုကိုပြောပြချင်နေတာလားကဲဒီတစ်ခေါက်မှာတော့စိတ်ကောက်ခြင်းဆိုတဲ့ဒီအဖြူအမှုကိုပေါ့နော်စိတ်အခြေအနေတစ်ခုအနေနဲ့ပဲမဟုတ်ပဲဒါဟာဆက်သွယ်ပြောဆိုမှုပုံစံတစ်ခုဖြစ်နိုင်မလားဆိုတာကိုအထူးထူးလေ့လာကြည့်ကြရအောင်မြန်မာစကားမှာတော့ဒီအပြုတ်မှုကိုစိတ်ကောက်နေခြင်းလို့သုံးကြတယ်ဒီစကားလုံးလေးတစ်လုံးထဲမှာပဲမကျေနပ်မှုတွေစကားမပြောချင်တာတွေပြီးတော့အတိအမှတ်ပြုမှုလိုချင်တဲ့ခံစားချက်တွေအကုန်လုံးကိုပေါင်းပြီးဖော်ပြနေတာပါဒါကဘယ်ရင်ချင်းမှုမှာပဲဖြစ်လူတိုင်းနှီးပါဂျုံဖို့တဲ့အတွေ့အကြုံတစ်ခုဖြစ်ပြီးဘာသာစကားတိုင်းမှာလည်းသူ့နီးသူဟန်နဲ့အခေါ်အဝေါ်တွေရှိနေတာကိုတွေ့ရမှာပါဒါဆိုရင်မိစရာရှိလာတာကစိတ်ကောက်တယ်ဆိုတာကရုတ်တရက်စိတ်မကြည်တာဒေါသထွက်တာတက်တက်ပဲလားဒါမှမဟုတ်စကားလုံးတွေမပါဘဲနဲ့အတိတ်ပေတွေအများကြီးကိုဖော်ပြနေတဲ့တိတ်ဆိတ်တဲ့ဘာသာစကားတစ်ခုဖြစ်နေမလားဒီတစ်ခေါက်မှာတော့အဲ့ဒီလူရဲ့စမ်းကြတဲ့ဘာသာစကားကိုအတူတူဘာသာပြန်ကြည့်ကြရအောင်ဟုတ်ပြီဘာသာစကားတစ်ခုခုကိုလေးလာရင်တတားကိုအရင်နားလည်ရတယ်လို့ပဲပေါ့စိတ်ကောက်ခြင်းဆိုတာတကယ်တော့ဘာလဲဆိုတာကိုသူ့ရဲ့အခြေခံစိတ်ပိုင်းတဲ့အဖြစ်တစ်ခုချင်းစီခွဲချမ်းစိတ်ဖက်ကြည့်ကြမယ်စိတ်ကောက်တာကိုတိတိကျကျနားလည်ခြင်းလေသူနဲ့ဆင်တူပေမဲ့မတူတဲ့ຢာတွေနဲ့အရင်ဆုံးခွဲခြားကြည့်အောင်ဥမာတိတ်ဆိတ်စွာဝမ်းနည်းနေရမျိုးပေါ့ဒါကကိုယ့်ရဲ့အတွင်းစိတ်ထဲမှာပဲဖြစ်နေတဲ့မုန်းတိုင်းတစ်ခုလိုပဲဒါပေမဲ့စိတ်ကောက်တာကတော့အပြင်ဘက်ကတစုံတစ်ယောက်ကိုယူရတယ်ပြီးတော့သူတို့စီကတုံပြန်မိတစ်ခုကိုလိုချင်လို့လုပ်တဲ့ဆက်သွယ်ရေးလုပ်ရတစ်ခုပါအဓိကယူဆမှာတိတိတတ်တာကိုကွာထားတာပါဒါဆိုရင်စိတ်ကောက်ခြင်းဆိုတဲ့အဖြူအမှုတစ်ခုဖြစ်လာဖို့ဘာတွေလိုအပ်လဲချက်နေပြောနည်းတစ်ခုလိုပဲပါမရှိမဖြစ်ပါဝင်ပဲစီ၃မျိုးရှိပါတယ်ပထမတစ်ခုကကိုယ့်အပေါ်မှာမတရားဘူးလို့ခံစားရတဲ့စိတ်ဒုတိယအချက်ကဘာကြောင့်လဲဆိုတော့ကိုလုံးဝဖွင့်မပြောတာပြီးတော့နောက်ဆုံးအချက်ကတော့ကိုစိတ်ဆိုးနေတယ်မပြောဘူးဆိုတော့ကိုအမူအရာနဲ့တိတိတတ်တာကြီးပြတာပဲအဲ့ဒီ၃ခုပေါင်းစပ်လိုက်တဲ့အခါမှာစိတ်ကောက်ခြင်းဆိုတာဖြစ်လာတော့တာပါပဲအခုစိတ်ကောက်တာဘာလဲဆိုတာကိုသိပြီဆိုတော့ဘာကြောင့်လဲဆိုတာကိုဆက်ပြီးကြည့်လိုက်ရအောင်လူတွေဟာဘာဖြစ်လို့စကလုံးတွေနဲ့တိုက်ရိုက်မပြောဘဲတိတ်ဆိတ်မှုကိုလက်နက်တစ်ခုလိုသုံးကြတယ်လေအဓိကအကြောင်းရင်းတွေကတခုပါတော့လေဒါဟာအတန်တိတ်ကက်ကွက်စန္ဒပြမှုတစ်မျိုးလိုပါတယ်ကိုခံစားနေရတာကိုစကလုံးတွေနဲ့ဘယ်လိုပဲရှင်းပြနားလည်ပေးမှမဟုတ်တော့ဘူးလို့ခံစားလိုက်ရတဲ့အခါမျိုးမှာအတုံးပြတဲ့နီလန်တစ်ခုပေါ့နောက်တစ်ချက်အနေနဲ့စိတ်ကောက်ခြင်းဟာကိုကာကွယ်တဲ့နီလန်တစ်ခုလည်းဖြစ်နေနိုင်ပါတယ်တိုက်ရိုက်ထိတိုက်တွေ့ပြီးစကားများရင်မှာကိုကြောက်တဲ့အခါဒါမှမဟုတ်အဲ့လိုဖြစ်လာမဲ့စိတ်ပိုင်းဆိုင်ရာနားချင်မှုကိုရှောင်ကျင်တဲ့အခါမှာဒီတိတ်ဆိတ်မှုကိုဒိုင်းတစ်ခုလိုအတုံးပြလိုက်တာမျိုးပါဒါကလည်းတစ်မျိုးနားလည်ပြီးလို့ရတဲ့အခြေအနေတစ်ခုပါဒါပေမဲ့အရေးကြီးဆုံးတဲ့အဖြစ်အများဆုံးအကြောင်းရင်းကတော့ဒါဖြစ်နိုင်ပါတယ်စိတ်ကောက်တဲ့ဆိုတာတကယ်တော့ငါဘာဖြစ်နေလဲဆိုတာမင်းပါတာမင်းသိစေချင်တယ်ငါကိုနားလည်ပေးပါဂယုစိုက်ပေးပါဆိုပြီးစက်ကလုံးတွေနဲ့တိုက်ရိုက်မတောင်းဆိုပဲထွယ်ဝိုက်တဲ့နီးနဲ့စာနာမှုနဲ့နားလည်မှုကိုတောင်းခံနေတာမျိုးပါကဲအခုဒီတိတ်ဆိတ်တဲ့ဘာသာစကားကိုဘလို့ဘာသာပြန်ကြမလဲဆိုတာကိုကြည့်ကြရအောင်စိတ်ကောက်နေတဲ့အချိန်မှာပြားလေးရှိတဲ့အမူအရာတွေရဲ့နောက်ွယ်ကအတိတ်ပဲတွေကိုတစ်ခုချင်းဖော်ထုတ်ကြည့်ကြပါမယ်ဒီဘာသာပြန်လမ်းညွှန်လေးကိုတစ်ချက်ကြည့်လိုက်အောင်ဒါကအပိဒံလိုပါပဲဥမာမြင့်တာလွဲလိုက်တယ်အဲ့ဒါကငါနာကျင်နေတယ်ဆိုလည်းဒီပဲဖြစ်နိုင်တယ်တပြင်းကိုခဏချမ်းနေတာကငါတကယ်ကိုစစ်ပြနေပြီလို့ပြောနေတာဖြစ်နိုင်ပြီစကားကြလုံးနဲ့ပဲဖြစ်နေတာကငါစီကဘာမှထပ်မမျော်လင့်နေဟုတ်ဆိုတဲ့သတင်းစကားပြနေတာဖြစ်နိုင်ပါတယ်ဒါတွေအားလုံးဟာစကားလုံးတွေမပဘဲနဲ့ပြောနေတဲ့စကားတွေပါဒါဆိုရင်ဒီဘာသာစကားကိုတကယ်နားလည်ဖို့တော့ချက်ကဘာဖြစ်မလဲအဓိကအဲ့ဒီအပြုအမူကိုပြန်ဖို့စ조사တာထက်အဲ့ဒီနောက်ကလေးကသူတို့တကယ်ပြောချင်တဲ့သတင်းစကားကိုနားထောင်ပေးဖို့ပါပဲအဲ့ဒါကအရေးကြီးဆုံးပါဒါကြောင့်နားလည်မှုစီကိုတွားတဲ့လမ်းမှာရှင်းလင်းတဲ့အဆင့်၃ဆင့်ရှိပါတယ်ပထမဆုံးဒီအပြုအမူကိုဆက်သွယ်ရေးတစ်ခုအဖြစ်အရင်ဆုံးရှုမြင်ပါဒုတိယညနဲ့ဘာကြောင့်ဒီလိုလုပ်ရတယ်လဲဆိုတဲ့နောက်ွယ်ကရည်ရွယ်ချက်ကိုစဉ်းစားပေးပါနောက်ဆုံးမှာတော့သူ့ရဲ့နာကျင်မှုစိတ်ပြတ်မှုတွေကိုအတိမတ်ပြုပေးလိုက်ပါဒါကပြဿနာကိုဖြေရှင်းတာထပ်တောင်ပိုပြီးအကြီးနဲ့ကဲနောက်ဆုံးနဲ့ဒီမေကုန်းလေးကိုအတူတူစဉ်းစားကြည့်ရင်လည်းပဲညီကုန်းချွတ်လိုက်အောင်တကယ်လို့တိတ်ဆိတ်ခြင်းကဘာသာစကားတစ်ခုဆိုရင်လေကိုယ်တိုင်စကားမပြောဘဲတိတ်ဆိတ်နေဖို့ရွေးချယ်လိုက်တဲ့အခိုက်အတန့်တွေမှာတော့ကျွန်တော်တို့ကတကယ်တမ်းဘာကိုပြောချင်နေကြတာလဲဒါကတော့ကိုယ့်ရဲ့နေ့စဉ်ဖွာတွေကတိတ်ဆိတ်မှုတွေရဲ့အတိတ်ပဲကိုပြန်လဲစဉ်းစားသုံးသပ်စေမဲ့မေခွန်းတစ်ခုပါပဲ